အားလုံးပဲမင်္ဂလာပါပြန်လည်ပြီးတွေ့ရတဲ့အတွက်ရမ်းမဲ့ဝမ်းသာတယ်ရှေးဥစွာနဲ့ဖျားခင်နာမတော်ကိုချီးမွမ်းပါတယ်ကျမတို့တရက်ပြီးတရက်ဖျားခင်ပို့ဆောင်ပေးတယ်ဒီနေ့ထိတိုင်အောင်ဖျားခင်ရလွန်မဲ့ကျမတို့ပေါ်မှာကောင်းမြတ်တာဖြစ်ပါတယ်အဲ့တော့ဖျားခင်ရဲ့ကျေးဇူးကိုချီးမွမ်းတယ်ရှေးဥစွာနဲ့ကျမတို့နှုတ်ကပတ်တော်အတွက်အရင်ဆုံးစက္ကန့်နဲ့ဆုတောင်းရအောင်ဖာဂရောကိုကျေးဇူးတင်နေဒီနေ့မှာသမီးတို့ကြားနာရမယ်နှုတ်ကပတ်တော်အားဖြင့်သမီးတို့အသီးသီးကိုကောင်းချီးပေးပါဒီနှုတ်ကပတ်တော်ကိုကြားတဲ့သူတယောက်ချင်းစီအသက်တာမှာလည်းအထူးပဲကောင်းချီးမင်္ဂလာဖြစ်စေပါတိဆောက်เสียဖြစ်စေပါသမီးတို့နှုတ်ကပတ်တော်ကိုစက္ကန့်အနံပါရဝိညာဉ်တော်သမီးတို့ကိုလမ်းပြပါယေရှုနာမနဲ့အချိန်တိုင်းလုံးစုံကိုစက္ကပ်ပါတယ်ဖာအာမင်ဒီနေ့မှာကျွန်မအဓိကပြောချင်တဲ့အကြောင်းအရာလေးရပါလဲဆိုရင် don't limit to God ဆိုတဲ့နှုတ်ကပတ်တော်လေးနဲ့ပြောချင်တယ်ကျွန်မနော်လွန်ခဲ့တဲ့2019ဒီဇင်ဘာလတုန်းကကျွန်မတို့ဧဝံဂေလိကေရိုစင်ဂိမ်းကျွန်မတို့ထွက်ကြတယ်ကျွန်မတို့ဘယ်လိုသွားလဲဆိုရင်တော့စက်ယုံတွေပေါ့နော်အဓိကတော့အဲ့ဒီဖက်မှာရှိတဲ့မြန်မာတွေကိုကျွန်မတို့ဒီဧဝံဂေလိဟောပြောဖို့ရန်အတွက်ဆိုပြီးမှကျွန်မတို့သွားကြတယ်အဲ့တော့ကျွန်မတို့ခေရကနေစပြီးထွက်တယ်တနာရီကြော်လောက်ကားစီးပြီးသွားကြရတယ်ပေါ့နော်အဲ့တော့အဲ့ဒီအတွက်ကျွန်မတို့ကကြိုတင်ပြီးပြင်ဆင်တယ်လူတွေကိုလည်းကြိုတင်ပြီးဖုန်းခေါ်တယ်ကျွန်မတို့လာမယ့်အကြောင်းအရာတွေကိုသူတို့ကြိုပြီးပြောပြတဲ့အခါမှာကျမတို့ထင်တာကအရာအလုံးအဆင်ပြေမယ်ပေါ့နော်အဲ့တော့ကျမတို့သွားတဲ့အခါမှာတကယ်လည်းအဆင်ပြေပါတယ်ကျမတို့ရောက်တဲ့အခါမှာလူတွေလည်းရှိတယ်ကျမတို့လူတွေစုလိုက်တဲ့အခါမှာလူ100နီးပါးရှိတယ်အဲ့တော့ကျမတို့သူတို့တွေကိုနော်ခဲရစင်းရဲ့တခြင်းဆိုပြတယ်ပြီးတော့နောက်ဆုံးမှာကျမတို့ရဲ့ဆရာကဧဝံဂေလိစပြီးဟောတယ်ဟောတဲ့အခါမှာစပြီးဧဝံဂေလိဟောတဲ့အချိန်ကစပြီးလူတွေကလှုပ်လှုပ်ရှားရှားပြက်လာသူတို့ကဧဝံဂေလိကိုနားမထောင်ချင်ဘူးသူတို့အထဲမှာနားမထောင်ချင်ဘူးအဲ့တော့ကျမကစပြီးဘာတွေးလဲဆိုရင်ဘုရားသခင်လို့ကိုတို့ဘာလုပ်နေရလဲပေါ့နော်ကျမတို့ဧဝံဂေလိလာပြီးနေရအဝေးကြီးကနေလာပြီးဧဝံဂေလိလာဟောတယ်နော်ဘုရားအတွက်အမှုတော်ဆောင်ဘုရားသခင်အလုံးလုံးပေးတဲ့နေပေါ့နော်ကျမအဲ့လိုထင်တယ်အဲ့တော့ဘုရားသခင်ကလုံးဝမတရားဘူးနော်လူတွေရဲ့အထဲမှာတကယ်ပဲနှုတ်ကပတ်တော်မျိုးစေ့ကိုကျဲနေတဲ့အခါမှာဧဝံဂေလိဟောနေတဲ့အချိန်မှာဘုရားသခင်ကအလုံးလုံးပေးတဲ့နေလူတွေရဲ့အထဲမှာနားထောင်ခြင်းနဲ့နှလုံးသားတွေဘုရားသခင်လှုပ်ပေးတဲ့ဆိုပြီးကျမကအဲ့လိုထင်တယ်ပေါ့နော်အဲ့တော့နောက်ပိုင်းဆရာဟောတဲ့အခါမှာလူတွေကတဖြည်းဖြည်းငြိမ်လာငြိမ်ပြီးမှနားထောင်လာပြီးတော့ကျမတို့အဲ့ဒီညမှာလေမြောက်များစွာသောလူတွေနော်လူပေါင်း300လောက်ရှိမယ်နော်ကဲတင်ချင်းရတယ်နောက်တစ်ခုနာမကြသောသူတွေနားပြန်ကြားရတယ်နော်ဒီအယိုးနာတဲ့သူတွေပြန်ပြီးကျမ်းမာတယ်စသဖြင့်နမိတ်လက္ခဏာတွေကျမတို့မြင်တွေ့ရတယ်အဲ့ဒီညမှာပဲလေကျမတို့နမိတ်လက္ခဏာတွေမြင်တွေ့ရတာဖြစ်တယ်အဲ့တော့ကျမစဉ်းစားတဲ့အရာကကျမတို့ကိုဒီနီလာနဲ့ဘုရားသခင်ကအလုံးမလုံးပေးနိုင်ဘူးလို့ကျမကထင်လိုက်တယ်ဒါပေမဲ့ဘုရားသခင်ကကျမတို့ထင်တဲ့နီလန်းတစ်ခုတည်းနဲ့ပဲအလုံးလုံးတဲ့ဘုရားမဟုတ်ပါဘူးဘုရားသခင်မှာကျမတို့ကိုကောင်းချီးပေးမဲ့နီလန်းတွေအများကြီးရှိပါတယ်အာမင်အဲ့တော့ဒီနေ့မှာဘုရားသခင်ကယောရှုကိုယေရီခေါမြို့ကိုတိုက်ဖို့ရန်အတွက်ဘုရားသခင်ကပြောတဲ့အခါမှာဘုရားသခင်ကသူတို့ကိုအဲ့လိုမျိုးပြောတဲ့အခါမှာယောရှုနဲ့သူ့အဖွဲ့တွေကထင်ရင်ထင်လိမ့်မယ်ဘုရားသခင်ကငါတို့ကိုစစ်နီးပြူဟာတွေပေးလိမ့်မယ်ဘယ်လိုမျိုးတိုက်ရမယ်ဆိုတဲ့ပုံစံတွေဘယ်လိုမျိုးနော်ငါတို့အင်အားတွေဘယ်လောက်လိုမယ်လက်နက်တွေဘယ်လောက်လိုမယ်စသဖြင့်ဘုရားသခင်ဒီသူတို့ကိုအတိအကျပြောမယ်ဆိုပြီးသူတို့ထင်ခဲ့တယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီအကြောင်းအရာကိုယောရှုမှတ်စာအခန်းကြီး6ထဲမှာတွေ့ရတယ်ထိုအခါဣသရေလအမျိုးသားတို့ကြောင့်ယေရီခေါမြို့သည်ကြက်တီးစွာပိတ်ထားလျက်ရှိ၍ထွက်သောသူဝင်သောသူတစုံတစ်ယောက်မျှမရှိသည်နှင့်အညီထာဝရဘုရားကကြည့်ရှုလောယေရီခေါမြို့ယေရီခေါမင်းကြီးနှင့်တကွခွန်အားကြီးသောစစ်သူရဲတို့ကိုတင့်လက်၌ငါအပ်လေပြီတို့ဖြစ်၍မြို့ကိုလှဲပတ်ရကြမည်ဣသရေလစစ်သူရဲအပေါင်းတို့သည်6ရက်ပတ်လုံးလှဲပတ်ခြင်းအမှုကိုပြုရကြမည်ဘုရားသခင်ကသူတို့ကိုနီးပြူဟာပေးပါတယ်ဒါပေမဲ့ဘုရားသခင်နီးပြူဟာပေးတဲ့အရာကစစ်တိုက်ဖို့မဟုတ်ဘူးဖြစ်တယ်ဘုရားသခင်ပေးတဲ့နီးပြူဟာဘာလဲဆိုရင်ယစ်ပရောဟိတ်9ယောက်တို့သည်တက်တာတော်ရှိမှယူဘိလတဘိုး9လုံးကိုဆောင်ရကြမည်တတမနေ့ရက်၌9ကြိမ်တိုင်အောင်မြို့ကိုလှည့်ပတ်၍ယစ်ပရောဟိတ်တို့သည်တဘိုးကိုမှုတ်ရကြမည်ဘုရားသခင်ကသူတို့ကိုပေးတဲ့နီးပြူဟာကဘာလဲဆိုရင်တဘိုးမှုတ်ဖို့ရန်အတွက်ပြောတယ်ပြီးတော့အဲ့ဒီခါမှာကြွေးကြော်ဖို့ရန်အတွက်ဘုရားသခင်ကယောရှုနဲ့အဖွဲ့ကိုပြောခဲ့တယ်ယောရှုတို့ထင်တဲ့နီလန်းနဲ့ဘုရားသခင်ကသူတို့ကိုအ
ကြံဉဏ်ပေးတာမဟုတ်ဘူးယောရှုတို့ထင်တဲ့စစ်တိုက်ပုံစစ်တိုက်နီးနဲ့ဖျားသခင်ကသူတို့ကိုစစ်တိုက်ခိုင်းတာမဟုတ်ဘူးဖြစ်တယ်ဒီနေရာမှာတွေ့ရတဲ့အရာကအဲ့တော့ကျွန်တော်တို့တစ်ခါတလေမှထင်တယ်လူတွေကထင်တယ်ဘုရားသခင်ကဒီနီလန်းနဲ့အလုံးလုံးမယ်ဘုရားသခင်ကဒီနီလန်းနဲ့ကျွန်တော်တို့ကိုကောင်းချီးပေးမယ်ဘုရားသခင်ဒီလိုနီလန်းနဲ့ငါတို့နဲ့အတူပါရှိလိမ့်မယ်ဆိုပြီးကျွန်တော်တို့ထင်တတ်တယ်ဒါပေမဲ့တစ်ခါတလေမှဘုရားသခင်ဒီကျွန်တော်တို့ထင်တဲ့နီလန်းနဲ့ပဲအလုံးလုံးတာမဟုတ်ပါဘူးတစ်အပေါင်းတစ်နဲ့နှစ်ရတယ်လို့နှစ်ကိုရနိုင်တဲ့နီလန်းတွေလည်းအများကြီးရှိပါတယ်အာမင်တော့ကျွန်တော်တို့ထင်တဲ့ဟာကတစ်အပေါင်းတစ်ကနေပဲနှစ်ရနိုင်တယ်လို့ပဲထင်တယ်ကျန်တဲ့နီလန်းတွေကျွန်တော်တို့မှာမရှိဘူးကျန်တဲ့အတွေးခေါ်ကျွန်တော်တို့မှာမရှိတော့ဘူးဒါပေမဲ့ဘုရားသခင်စီမှာနီလန်းတွေမြောက်များစွာရှိတယ်ကျွန်တော်တို့ကိုကူညီမဲ့နီလန်းတွေမြောက်များစွာရှိတယ်ကျွန်တော်တို့ကိုကောင်းချီးပေးမဲ့နီလန်းတွေမြောက်များစွာရှိတယ်အဲ့တော့ကျွန်တော်တို့ကဘုရားသခင်ကိုကန့်တက်လှုပ်ထားလို့မရဘူးဖြစ်တယ်ဒီလိုနီလန်းနဲ့ပဲနော်ဘုရားသခင်ကဒီလိုနီလန်းနဲ့ကျမတို့ထင်ထားတဲ့နီလန်းနဲ့အလုံးမလုံးလာလို့ကျမတို့ကစိတ်ပြတ်တတ်တယ်ကျမတို့ထင်ထားတဲ့နီလန်းနဲ့ကောင်းကြီးမလာတဲ့အတွက်ဒီလူစီကနေကျမတို့ကကောင်းကြီးမျှော်လင့်တယ်ဒါပေမဲ့ဒီလူစီကနေကောင်းကြီးမလာတဲ့အခါမှာဘုရားသခင်အလုံးမလုံးတော့ဘူးလို့ထင်တယ်ဒါပေမဲ့ဘုရားသခင်ကနီလန်းတစ်ခုတည်းနဲ့ပဲကျမတို့ကိုအဘယ်တော့မှအလုံးမလုံးဘူးဖြစ်တယ်ဘုရားသခင်ဒီနီလန်းတစ်ခုတည်းနဲ့ပဲလူတယောက်ကိုဘယ်တော့မှကောင်းကြီးမပေးပါဘူးဟာလေလုယာတခါတလေဘုရားသခင်ကကြီးအားကိုအသုံးပြုပြီးမှဒီနေ့အစာကျွေးတယ်ဒါပေမဲ့တခါတလေဘုရားသခင်မုတ်ဆိုးမတွေကိုလည်းအသုံးပြုပြီးအစာကျွေးပါတယ်အာမင်ဘုရားသခင်အသုံးပြုတဲ့နီလန်းတွေကဒီနေ့ကျမတို့လူညံနဲ့မှီလို့မရပါဘူးအဲ့တော့ဘုရားသခင်ကိုကျမတို့ကဘာလို့မဆိုအကန့်အသတ်လှုပ်ထားလို့မရဘူးဘုရားသခင်အလုံးလှုပ်စေခြင်းနဲ့အရာအားလုံးကိုကျမတို့ကခွင့်ပြုဖို့လိုအပ်တယ်ကျမတို့က welcome လုပ်ဖို့လိုအပ်တယ်ကြိုဆိုနေဖို့လိုအပ်တယ်ဘုရားသခင်ကိုအမြဲတမ်းနှလုံးသားထဲမှာကြိုဆိုနေဖို့လိုအပ်တယ်ဘုရားသခင်အလုံးလှုပ်လာမယ့်အရာတွေနီလန်းမျိုးစုံနဲ့အလုံးလှုပ်လာမယ့်အရာတွေကိုကျမတို့ကဘယ်လိုလဲဆိုမျှော်လင့်နေဖို့လိုအပ်တယ်ဟာလေလုယာအဲ့တော့ယောရှုနဲ့အဖွဲကဘုရားသခင်ပေးတဲ့နီလန်းနဲ့သူတို့ယေရခေါမြို့ကိုတိုက်တဲ့အခါမှာအံ့ဩစရာကောင်းတဲ့အရာကဘာလဲဆိုရင်သူတို့လုံးဝနော်လက်နဲ့ထိစရာမလိုဘဲနဲ့ပင်လေမြို့ကိုပတ်နေရင်တန်းလန်းနဲ့ပင်လေဒီနေ့ယေရခေါမြို့ကြီးကပြိုကျတယ်ဒီနေ့ယေရခေါမြို့ကိုဘုရားသခင်ကသူတို့ကိုအပိုင်ပေးတယ်ဆိုတဲ့အရာကိုဒီကျမ်းစာထဲမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့တော့ဘုရားသခင်ပေးတဲ့နီလန်းကအယံပဲအံ့ဩစရာကောင်းပါတယ်။ဒီနေ့ဘုရားသခင်ပေးတဲ့နီလန်းနဲ့ဘုရားသခင်ပြောတဲ့အရာနဲ့ကျမတို့လိုက်လုပ်မယ်ဆိုရင်ဒီနေ့နှုတ်ကပတ်တော်ပြောတဲ့အရာတွေနဲ့ကျမတို့လိုက်လုပ်မယ်ဆိုရင်ကျမတို့ဘဝမှာအမြဲတမ်းကောင်းချီးမင်္ဂလာရှိပါတယ်။အာမင်။ဘုရားသခင်ကကျမတို့အတွက်အမြဲတမ်းကောင်းချီးမင်္ဂလာတွေကိုပဲပေးခြင်းတဲ့သူပါ။ဟာလေလုယာတခါလေကျမတို့ကထင်တယ်ဘုရားသခင်ကသူ့ကိုဒုက္ခပေးတယ်ဘုရားသခင်ငါတို့ကိုနေဆင်းရဲဒုက္ခကြစေတယ်ဘုရားသခင်ငါတို့ကိုမကြမ်းပါစေဘူးစသဖြင့်ဘုရားကိုကျမတို့အပြစ်တင်တတ်တယ်ဒီနေ့ဘုရားသခင်ကိုအပြစ်တင်တဲ့နှလုံးသားတွေဒီနေ့ကစပြီးဖယ်ရှားရအောင်ကျမတို့ဘဝမှာဒီနေ့ဘုရားသခင်အလုံးလုံးစေခြင်းတဲ့ပုံစံဘုရားသခင်အလုံးလုံးခြင်းတဲ့နီလန်းတွေကိုကျမတို့နှလုံးသားကနေဒီနေ့ခွင့်ပြုရအောင်ဒီနေ့ဘုရားသခင်ကိုကြိုးဆိုရအောင်ဟာလေလုယာအဲ့လိုဆိုဘုရားသခင်ဒီကျမတို့ရဲ့နှလုံးသားထဲမှာကျမတို့ရဲ့အသက်တာထဲမှာဒီနေ့လွတ်လပ်စွာအလုံးလုံးလာမှာဖြစ်တယ်။အဲ့တော့အဓိကတော့ကျမတို့ဘုရားသခင်ကိုဒီနေ့အကန့်အသတ်မလုပ်ဖို့ရန်အတွက်လိုအပ်တယ်။ဘုရားသခင်ရဲ့အလုံးလုံးခြင်းတွေကိုအကန့်အသတ်မလုပ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။အာမင်။အဲ့တော့ကျမတို့နော်လုကာထဲမှာလည်းတွေ့ရတယ်။အဲ့တော့လုကာကိုကျတို့ကလှန်ရအောင်လုကာခန်းကြီးကိုအငယ်စနစ်မှာပြောလဲဆိုရင်မိုးချုပ်သောအခါတစ်ချိန်နှစ်ပါးသောသူတို့သည်ချင်းကပ်လျက်လူများတို့သည်ပတ်ဝန်းကျင်ရွာနှစ်ပုတ်တို့သွား၍အိယာစားစရာကိုရှာစေခြင်းကအခွင့်ပေးတော်မူပါဤအရက်ဒီတော့အရက်ဖြစ်ပါ၏ဟုရှောက်ကြလင်ဟိုဒီနေရာမှာတွေ့တဲ့အရာကတနေ့မှာနော်ယေရှုကတရားဟောနေရင်တန်လန်နဲ့အမှမိုးချုပ်သွားတယ်မိုးချုပ်တဲ့အခါမှာယေရှုရဲ့တရားဟောချက်ကိုနားထောင်တဲ့လူကဘယ်နှယောက်လောက်ရှိစလူပေါင်း9000လောက်ရှိတယ်လူ9000ကယေရှုရဲ့တရားဟောချက်ကိုနားထောင်နေတာဖြစ်တယ်ဒီနေ့ကလို့ကျမတို့မိုက်ကင်ပြီးယေရှုတရားဟောနေတာမဟုတ်ဘူးဖြစ်တယ်လူ9000ကိုဒီနေ့မိုက်တွေလည်းမပါဘူးစပီကာတွေလည်းမပါဘဲနဲ့ယေရှုကဒီနေ့တရားဟောတဲ့သူဖြစ်တယ်တရားဟောတဲ့အခါမှာအဲ့ဒီနေရာမှာပဲဆိုမိုးချုပ်သွားတယ်အဲ့တော့ဖြစ်ချင်တော့ညစာစားချိန်ရောက်ပြီဒါပေမဲ့တော့တပည့်တွေကစိုးရိမ်တယ်သူတို့မှာစားစရာမရှိဘူးဒီလူပေါင်း9000ကိုကျွေးဖို့ရန်အတွက်သူတို့မှာမလုံလောက်ဘူးဖြစ်တယ်